အခုဆွေးနွေးမဲ့ခေါင်းစဉ်ကဒီစနစ်သစ် grade 9ခန့်တဲ့ဂိမ်းစစ်များဆိုတဲ့ခေါင်းစဉ်ထဲမှာပါဝင်တယ်ဒီလေ့ကျင့်ခန်းဒီ1.1မှာပါဝင်တယ်ဒီနံပါတ်5ပေါ့နော်အောက်ပါကိန်းတက်များကိုရှင်းပါဆိုတဲ့နံပါတ်5တွေကနေပြီးတော့နံပါတ်ကကြီးလေးကိုပြန်ပြီးတော့ဒီပြန်တင်ပြထားတဲ့နည်းလမ်းလေးကိုဆွေးနွေးမှာဖြစ်ပါတယ်ဒီပု္ပ္ပာကိုမဖြေရှင်းခင်ပေါ့နော်အရင်ဆုံးဒီအချက်လေးနှစ်ချက်ကိုကျောင်းသူကျောင်းသားတွေကိုအရင်ပြောပြထားတယ်ပေါ့နော်ကျွန်မကတော့အဲ့တော့ပထမအချက်တစ်ကကြတော့ပိုင်းခြေကို rational gain သို့အရင်ပြောင်းပိုင်းခြေက irrational gain ဖြစ်နေတယ်ဆိုရင်အဲ့ဒီ irrational gain ကို rational gain ကိုအရင်ပြောင်းမယ်အဲ့လိုပြောင်းတဲ့အခါမှာဒီအချက်လေးနှစ်ချက်ထပ်ပြီးတော့ပါမယ်ဒီကိုပြောင်းမယ် irrational gain ကတစ်လုံးတည်းဆိုရင်မျိုးတူနဲ့မြောက်ဥပမာအဖြစ် root 2ဆိုရင် root 3နဲ့မြောက်အဲ့ဒီ irrational gain ကတစ်လုံးတည်းမဟုတ်ဘဲနဲ့အတွဲလိုက်နှလုံးသုံးလုံးဖြစ်နေတယ်ဆိုရင်လက္ခဏာဆန့်ကျင်ဘက်နဲ့မြောက်အဲ့တော့ပြီးမှနောက်ထပ်ဒုတိယတစ်ချက်အဲ့ဒီ irrational gain ကနေ rational gain ပြောင်းပထမတစ်ချက်ပြောင်းပြီးဆိုမှပေါင်းတော့မြောက်စားလုပ်ပြီးတော့ဆရာမတို့ gain ရှင်းမှာဖြစ်ပါတယ်အဲ့ဒါဆိုလို့ရှိရင်ဒီပု္ပ္ပာလေးကိုအတူတူတွက်ကြည့်ကြမယ်နော်အဲ့တော့ဥစ္စာလေးရေးဖတ်မယ်1 by 1 plus root 2 plus 1 by 1 minus root 2အဲ့တော့ဒီမှာဒီဆုံးဓမ္မတစ်ပိုင်းခြေကို irrational gain ကနေ rational gain ဖြစ်အောင်အရင်ပြောင်းမယ်အဲ့တော့ဒီမှာတစ်လုံးနဲ့မဟုတ်ဘူးတစ်လုံးနဲ့ဆိုလို့ရှိရင်မျိုးတူနဲ့မြောက်ဒီမှာနှလုံးဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ကွန်ဂျူဂိတ်လက္ခဏာဆန့်ကျင်ဘက်နဲ့မြောက်မယ်အဲ့တော့လက္ခဏာဆန့်ကျင်ဘက်နဲ့မြောက်မယ်လက္ခဏာဆန့်ကျင်ဘက်နဲ့မြောက်ရင်ပိုင်းခြေကိုမြောက်ရင်ပိုင်းဝေကိုလည်းမြောက်ရပါတယ်အဲ့ဒါမှပိုင်းခြေနဲ့ပိုင်းဝေနဲ့ကိုပြန်ပြီးခြေလိုက်မယ်ဆိုလို့ရှိရင်မူရင်းကင်းပြန်ရမှာဖြစ်တဲ့အတွက်ကြောင့်ပါအဲ့တော့မြောက်မယ်အဲ့တော့လက္ခဏာဆန့်ကျင်ဘက်နဲ့မြောက်ဆိုတာကဒီမှာအပေါင်းဖြစ်တဲ့အတွက်အမှလက္ခဏာဆန့်ကျင်ဘက်ဘာနဲ့မြောက်မိုင်းနဲ့မြောက်အောက်ကိုမိုင်းနဲ့မြောက်ရင်အပေါ်ကိုလည်းဘာနဲ့မြောက်မိုင်းနဲ့မြောက်အဲ့တော့1မိုင်းနဲ့ root 2နဲ့မြောက်ရမယ်အဲ့တော့ဘာလို့မြောက်တာလဲဆိုရင်အောက်ကိုအနှုတ်နှုတ်ချင်းမြောင်းလိုက်မှာအဲ့ဒီအနှုတ်နှုတ်ချင်းပြန်ပြီးတော့အပေါ်အောက်ခြေလိုက်မယ်ဆိုရင်မူရင်းကိန်း1 plus root 2လေးကျန်မှာဖြစ်ပါတယ်အဲ့တော့ရှေ့မှာရှိတဲ့ဒီတွဲလေးကတော့မြောက်လို့ပြီးသွားပြီအဲ့တော့ဒီမှာပေါင်းလက္ခဏာလေးရှိတော့ဆရာမတို့အပေါင်းလေးရေးမယ်ပြီးရင်အောက်ကရှိတဲ့ကိန်းလေးကလည်း1 minus root 2ဆိုတော့ irrational ကိန်းလေးဖြစ်နေတဲ့အတွက်အဲ့ဒါလေးကိုလည်းဆရာမတို့ rational ကိန်းလေးပြောင်းမယ်အဲ့တော့သူက1 minus root 2ဖြစ်တဲ့အတွက်ဆရာမတို့ကလက္ခဏာဆန့်ကျင်ဘက် conjugate 1 plus root 2နဲ့မြောက်မယ်အောက်ကို1 plus root 2နဲ့မြောက်ရင်အပေါ်ကိုလည်း1 plus root 2နဲ့မြောက်ပါမယ်အဲ့တော့အခုဂိမ်းကိုဆက်ပြီးတော့ပေါ်နဲ့ပေါ်ချင်းအောက်ချင်းမြောက်မယ်အောက်ချင်းမြောက်လိုက်တော့1 plus root 2 1 minus root 2အပေါ်မှာ1နဲ့1 minus root 2နဲ့မြောက်တဲ့အတွက်1 minus root 2ပြီးရင်လက္ခဏာကအပေါင်းရှိတော့ဒီမှာအပေါင်းပြန်ရေးပြီးရင်အောက်နဲ့အောက်ချင်းမြောက်1 minus root 2ပြီးရင်1 plus root 2ပြီးရင်အပေါ်ချင်းမြောက်တော့1 plus root 2ဒီနားလေးအဆင့်ကိုရောက်ပြီဆိုလို့ရှိရင်ဒီ grade 8တို့က grade 7နဲ့ grade 8တို့ကသင်ခဲ့တဲ့အခြေခံလေးကိုပြန်ပြီးတော့ကိုယ်ကဆွေးနွေးပေးတယ်ပေါ့နော်အဲ့တော့ဒီမှာအပေါင်းတစ်ခွင်1 plus root 2အပေါင်းတစ်ခွင်1 minus root 2အနှုတ်တစ်ခွင်အဲ့တော့အပေါင်းတစ်ခွင်အနှုတ်တစ်ခွင်အပေါင်းတစ်ခွင်အနှုတ်တစ်ခွင်ဆိုနှစ်ထပ်ကိန်းများနှုတ်ချင်းအဲ့တော့နှစ်ထပ်ကိန်းများနှုတ်ချင်းအပေါင်းတစ်ခွင်အနှုတ်တစ်ခွင်ဆိုတာလေးပြန်ပြောမယ်အဲ့တော့နှစ်ထပ်ကိန်းပြောအပေါင်းတစ်ခွင်နှုတ်တစ်ခွင်ပုံစံဆိုတော့နှစ်ထပ်ကိန်းများနှုတ်ချင်းဆိုတော့ရှေ့မှာ1နှစ်ထပ်ပြီးရင်အနှုတ်နောက်မှာရှိတဲ့ root 2ဘယ်နှစ်ထပ်နှစ်ထပ်အဲ့လိုလေးရေးပါမယ်အပေါ်မှာကျတော့1 minus root 2ပြီးရင်ဒီဘက်လည်းအဲ့လိုလေးရေးပါမယ်အပေါင်းတစ်ခွင်အနှုတ်တစ်ခွင်ဖြစ်တဲ့အတွက်နှစ်ထပ်ကိန်းများနှုတ်ချင်းအဲ့တော့ရှေ့ကိန်းနှစ်ထပ်အနှုတ်နောက်ကိန်း root 2နှစ်ထပ်ဖြစ်ပါတယ်အဲ့တော့အပေါ်က1 plus root 2အဲ့ဒီနားလေးမှာ1နှစ်ထပ်က1 root 2နှစ်ထပ်က2အဲ့တော့1 minus 2ဖြစ်ပါတယ်အပေါ်မှာက1 minus root 2ပြန်ရေးပါမယ်ပြီးရင်အပေါင်းလေးရေးပါမယ်အဲ့တော့1နှစ်ထပ်က1 root 2နှစ်ထပ်က2 1 plus root 2လေးပြန်ရေးပါမယ်အခုဆရာမတို့က irrational gain တွေကိုဒီမှာ rational gain တွေဖြစ်အောင်ပြောင်းပြီး gain တွေဆက်ပြီးရှင်းလို့ရပါပြီအဲ့တော့1 minus root 2 1နဲ့ကနေ1 minus root 2အဲ့တော့
များတဲ့ထက်နေတာနှုတ်မယ်နှစ်ထက်တစ်ကိုနှုတ်များတဲ့လက္ခဏာတက်ဆိုတော့ minus 1နှစ်ကအနှုတ်ဖြစ်နေတဲ့အတွက် minus 1ဖြစ်ပါတယ်1 minus root 2ဖြစ်ပါတယ်1 minus 2 1နဲ့ minus 2ဆိုတော့လက္ခဏာမတူတော့များတဲ့ထက်နေတာနှုတ်မယ်2တွေက1ကိုနှုတ်တော့1များတဲ့လက္ခဏာတက်ဆိုတော့အနှုတ် minus 2ဆိုတော့ minus 1အဲ့တော့1 plus root 2 ဝင်စားကွန်လေးထည့်ပြလိုက်ပါမယ်အဲ့တော့minus 1လေးကိုပုံယူလိုက်မယ်ဒီတစ်ဆင့်ရောက်ရင်အဲ့တော့အပေါ်ကကိန်းလေးတွေကိုပိုင်းကြည့်တူတော့ပိုင်းကြည့်တူတဲ့အတွက် minus 1လေးကိုပုံယူအပေါ်ကကိန်းလေးတွေကိုဒီမှာပေါင်းရှိတော့အပေါင်း1 plus root 2က minus 1အဲ့တော့မျိုးဒီမှာလဲ1ဒီမှာလဲ plus 1 plus 1 plus 1ချင်းတူတော့ plus 2ပြီးတော့ minus root 2နဲ့ plus root 2ဆိုတော့ minus နဲ့ plus နဲ့အဲ့တော့ minus 2ပိုင်း minus 1 2ပိုင်း minus 1ဖြစ်သွားပါပြီအဲ့တော့ဒီ minus လေးကိုအရှိကိုပို့လိုက်ပါမယ်အဲ့တော့အဖြေက minus 2ဖြစ်ပါတယ်